ဝစ်ကျိုးခံစားခွင့်များကိုတရားဝင်ဝစ်ခွင့်ပြုထားသောစတိုးဆိုင်များမှာဝယ်ယူနိုင်ပြီးဝစ်ရရှိသူများအားရွေးချယ်ဝယ်ယူစရာအမျိုးမျိုးကိုတင်ထားပေးမှာဖြစ်ပါတယ်ဝစ်ကိုဝယ်ယူနိုင်တဲ့စတိုးဆိုင်ဟာများဟာလည်းတင်နေထိုင်သည့်နေရာနဲ့ပြည်နယ်ပေါ်မှာမူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်ဆက်လက်ပြီးတင်ရဲ့ဝစ်ကျိုးခံစားခွင့်များကိုအသုံးပြုနိုင်တဲ့စတိုးဆိုင်အမျိုးအစားများကိုဖော်ပြပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ကုန်စုံဆိုင်များပဲဖြစ်ပါတယ်ကုန်စုံဆိုင်များစူပါမားကတ်များနဲ့အစားအသောက်မျိုးစုံလက်လီရောင်းချတဲ့ဆိုင်များမှာဝစ်ဖြင့်ဝယ်ယူနိုင်တဲ့စင်များရှိကြပါတယ်တင်ရဲ့ Wix စေကန်နဲ့ Shopper App မှာ Wix ဖြင့်ဝယ်ယူနိုင်တဲ့အစားအဟာရများစည်းရင်းကိုတင်အားပေးထားမှာဖြစ်ပါတယ်။တောင်သူလယ်သမားဈေးကင်းများအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။တောင်သူလယ်သမားဈေးကင်းရာသီကာလအတွင်းမှာပြည်နယ်တော်တော်များများမှာရှိတဲ့ Wix စေကန်တွေက Wix လယ်သမားများဈေးကင်းအဟာရအစီအစဉ် FMNP ပါဝင်လာမှာဖြစ်ပါတယ်။ဒီအစီအစဉ်ဟာဝစ်အကျိုးခံစားခွင့်ရရှိသူများကိုနောက်ထပ်လောင်းပေးခြင်းပဲဖြစ်ပါတယ်။ဤအပိုဆောင်ကျိုးခံစားခွင့်များကိုဝစ်မှာတရားဝင်ဝယ်ယူခွင့်ပြုထားတဲ့လယ်သမားများရဲ့ဈေးကင်းများမှာလက်ဆက်သောတည်တည်ဝလံနဲ့ဟင်းသီးဟင်းရွက်များကိုဝယ်ယူနိုင်ပါတယ်။ဤအစီအစဉ်မှာပါဝင်သူများဟာမိမိဒေသအတွင်းစိုက်ပျိုးထားတဲ့အာဟာရပြည့်ဝသောထုတ်ကုန်များကိုအားပေးရတဲ့ရောက်တာလည်းဖြစ်ပါတယ်။ဝစ်ခံစားခွင့်ရရှိထားသူများထဲမှာဥယျာလူစနစ်ဖြင့်ပေးသွားမှာဖြစ်ပါတယ်။ဒီကျိုးခံစားခွင့်ကို app တစ်ခုသို့မဟုတ် Wix FMNP EBD ကတ်တစ်ခုမှတစ်ဆင့်ထုတ်ပေးမှာဖြစ်ပါတယ်။ဒီကျိုးခံစားခွင့်ရရှိသူများဟာ Wix မှာခွင့်ပြုထားသောအာဟာရအစီရင်တိုင်းလက်ဆက်သောတတိဝလံနဲ့ဟင်းသီးဟင်းရွက်များကိုတောင်သူလယ်သမားဈေးကင်းရာသီချိန်မှာလည်းဝယ်ယူနိုင်ပါတယ်။ဒီအပိုဆောင်အစားအစာအကျိုးခံစားခွင့်များကိုတောင်သူလယ်သမားဈေးကင်းရာသီမှာတဦးကိုတစ်ချိန်သာရရှိမှာပဲဖြစ်ပါတယ်။ဈေးဆိုင်များဟာအာဟာရမြင့်နို့ဘူးများထုတ်ပေးနိုင်ရန်ရွယ်ချက်ဖြစ်ခုတည်းဖြင့်ခွင့်ပြုထားတာဖြစ်ပါတယ်။အထူးစတိုးဆိုင်များအာဟာရပြည့်ဝသောအစားအသောက်များကိုအဓိကထားရောင်းချသည့်အထူးစတိုးဆိုင်ချို့ဟာဝစ်အစားအစာများကိုဝယ်ယူနိုင်ရန်တရားဝင်ခွင့်ပြုထားပေးပါတယ်။တင်အိမ်နီးနားမှာရှိတဲ့ Wix ဝယ်ယူခွင့်ပြုထားသောဆိုင်များကိုရှာဖွေလို့လျှင် Wix ဈေးဝယ် app ဖြင့်ရှာနိုင်သလိုတင်မျိုးက Wix ဈေးကန်းကိုလည်းဆက်သွယ်နိုင်ပါတယ်။ Wix ဝန်ထမ်းများမှအစာအာဟာရများရောင်းချပေးသူများစာရင်းကိုတင်အားပေးနိုင်ပါတယ်။ Wix အကျိုးခံစားခွင့်များဖြင့်ဈေးဝယ်တဲ့အခါစတိုးဆိုင်များအားလုံး Wix ကိုလက်မခံကြောင်းသိထားရန်အရေးကြီးပါတယ်။ Wix app ဖြင့်ဈေးဝယ်ရရင်ချောမွေ့ပြီးအောင်မြင်စေရန်သေချာစွာလေ့လာထားပါတင်ဈေးဝယ်ယူမှုပြုလုပ်ပြီးနောက်တင်ရဲ့ e-wix ကတ်ကိုငွေရှင်းကောင်တာမှာပြပေးပါငွေကင်သူမှတင်ကျိုးခံစားခွင့်ထဲမှတင်ဝယ်ယူထားသော Wix ပစ္စည်းများကိုနှုတ်ယူမှာဖြစ်ပါတယ် Wix စီစဉ်ဟာတင်နဲ့တက်မိသားစု၏ကျန်းမာရေးနှင့်အာဟာရကိုထောက်ပံ့ပေးရန်ဤနေရာတွင်ရှိနေသည်ကိုသိရပါ Wix ဝယ်ယူခွင့်ပြုထားသောစတိုးဆိုင်များတွင်အာဟာရပြည့်ဝသောအစားအစာမျိုးစုံကိုဝယ်ယူပြီးမျှတသောစားသောက်မှုကိုရရှိမှာဖြစ်ပါတယ်Wix ဝယ်ယူနိုင်တဲ့စတိုးဆိုင်များနဲ့ပတ်သက်ပြီးမေးစရာများရှိပါကဒါမှမဟုတ်အကူအညီလိုအပ်ပါကတင်တဲ့အနည်းဆုံး Wix ဈေးကန်းကိုဆက်သွယ်ဖို့မမေ့ပါနဲ့နော် Wix ခွင့်ပြုထားသောအနည်းဆုံးစတိုးဆိုင်များကိုရှာဖွေပြီးတင်ရဲ့ Wix အကျိုးခံစားခွင့်များကိုအများဆုံးအသုံးပြုနိုင်ခွင့်ရအောင်သူတို့ကဝမ်းမြောက်ဝမ်းသာစွာကူညီပေးမှာဖြစ်ပါတယ်